ဂျွန်ဟာနိုးလာတဲ့အခါအရွယ်အစားတေးသေးလေးဖြစ်နေတဲ့ဆီယာမကိုမြင်လိုက်ရတာကြောင့်အစကအိမ်မက်လို့ထင်ခဲ့ပေမဲ့နောက်မှဒါဟာတကယ်မှန်းသိလိုက်ရပါတော့တယ်အဲ့ဒီနောက်ဆီယာမကိုမနှက်စာကျွေးဖို့လုပ်တဲ့အခါအဖေဖြစ်သူကရုတ်တရက်ရောက်လာခဲ့ပါတယ်ဒါကြောင့်ဂျွန်လဲဆီယာမကိုမမြင်ရအောင်ထုတ်ပတ်ခွက်ထဲအမြန်နှစ်လိုက်ပြီးအပေါ်ကနေပေါင်မုတ်တစ်ချက်နဲ့အုပ်ထားလိုက်ပါတယ်ဖြစ်ချင်တော့အဖေဖြစ်သူကဘာမှမသိပဲဓာတ်တစ်ချောင်းနဲ့အဲ့ဒီပေါင်မုတ်ကိုလှီးဖို့လုပ်နေတာကြောင့်ဂျွန်လဲကြောက်လန့်သွားပြီးအဲ့ဒီပေါင်မုတ်ကိုအမြန်ထုတ်ဖို့ကအကြောင်းကိုတဲလာခဲ့လိုက်ပါတော့တယ်ဒါပေမဲ့ဆီယာမကသူမကိုထုတ်ပတ်တွေနဲ့ပေးချအောင်လုပ်လို့ဆိုပြီးအိတ်ထဲကနေဂျွန်ကိုတောက်လျှောက်ဆူပူနေတာကြောင့်ဂျွန်လဲဒါကိုတော်တော်လေးသိမခံနိုင်ဖြစ်ကဆီယာမကိုအမိုက်ပုံနဲ့ထည့်ပစ်လိုက်ပါတော့တယ်အဲ့ဒီနောက်ဂျွန်ဟာအမိုက်သိန်းကားလာနေတာကိုမြင်သွားတာကြောင့်စိတ်မကောင်းဖြစ်ပြီးဆီယာမကိုပြန်ကယ်ခဲ့လိုက်ပါတယ်ဒီလိုနဲ့ကြောင်းရောက်တဲ့အခါဂျွန်ကဆီယာမကိုရေချိုးပေးတယ်လို့အဝတ်တွေကိုလည်းလေးမုတ်ဆက်နဲ့အချောက်ခံပေးခဲ့ပါတယ်ဖြစ်ချင်တော့အဲ့ဒီနေ့မှာတင်ချာစာမေးပွဲရှိနေတာကြောင့်ဂျွန်ကဆီယာမနဲ့အပေးယူတစ်ခုလုပ်လိုက်ပါတယ်အဲ့ဒါကတော့သူ့ကိုဒီစာမေးပွဲအောင်ကူညီပေးရင်ဆီယာမကိုငကိုအတိုင်းပြန်ဖြစ်အောင်နီးလန်းရှာပေးမယ်ဆိုတာပါပဲအဲ့ဒီနောက်ဆီယာမကတော့တိတ်ပြီးမကြည့်ဖြူပေမဲ့ဂျွန်ကိုအဖြေတွေတိုးတိုးလေးတွက်ပြနေခဲ့ပါတယ်အဲ့ဒါကိုအတန်းဖော်မိုက်ကမြင်သွားပြီးဂျွန်ကိုစာရီခိုးချနေတာလားဆိုပြီးချင်းချောက်ကဖြေတွေကိုသူ့စီပါပို့ပေးခိုင်းပါတယ်အဲ့ဒီနောက်စာမေးပွဲပြီးတော့ဂျွန်ကဆီယာမကိုခဲတဲ့အိတ်ထဲကထုတ်ပေးဖို့လုပ်တဲ့အခါဆီယာမတကူလုံးမြင်မြင်ပေးနေတာကိုတွေ့လိုက်ရပါတော့တယ်အဲ့ဒါကြောင့်ဆီယာမအတွက်အဝတ်စားတစ်တွေဝယ်ပေးဖို့ဆုံးဖြတ်လိုက်ပြီးထွက်လာနေတော့လမ်းမှာအတန်းဖော်နောက်တစ်ယောက်လူစီနဲ့ထပ်တိုးပြန်ပါတယ်ဂျွန်ကရှောင်ထွက်ဖို့ကြိုးစားပေမဲ့မတော်တဆစကိတ်နဲ့တိုက်မိသွားတာကြောင့်ဂျွန်ဟာလဲကျသွားတယ်လို့ဆီယာမလည်းလွင့်ထွက်ပြီးတတိလစ်သွားခဲ့ပါတယ်ဒီလိုနဲ့ဂျွန်ကဆီယာမကိုတတိပြန်ရလာအောင်မျက်နှာကိုရင်းနဲ့ပတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူစီကပြန်ရောက်လာပြီးတိတိလေးဖြစ်နေတဲ့ဆီယာမကိုမြင်သွားတာကြောင့်သူပါကူညီပေးမယ်လို့ပြောခဲ့ပါတယ်နောက်ပိုင်းမှာတော့ကျောင်းမှာစာမေးပွဲရလက်တွေထွက်လာတဲ့အခါဂျွန်ကသုံးမှတ်ပဲရခဲ့တယ်လို့တစ်ဖက်မှာအတန်းဖော်မိုက်ကတော့တမတ်မှမရခဲ့ပါဘူးတကယ်တော့သူတို့နှစ်ယောက်လုံးဟာဆီယာမရဲ့လှည့်စားမှုကိုခံလိုက်ရတာပါပဲအဲ့ဒီနောက်အတန်းဖော်မိုက်ကဂျွန်ကိုမကြည်မနှက်ဖြစ်ကဂျွန်ရဲ့လွယ်အိတ်ထဲကနေစာကူးချတဲ့ပစ္စည်းတွေကိုလိုက်ရှာတဲ့အခါမှာတော့ဆီယာမကိုမထင်မှတ်ပဲတွေ့သွားခဲ့ပါတော့တယ်ဆီယာမကတော့ကြောက်လို့တုန်နေတာပါပဲဒါပေမဲ့မိုက်ကတော့ဒါဟာဂျွန်ရဲ့အယုတ်လေးလိုပဲထင်နေခဲ့ပါတယ်အဲ့ဒီနောက်မိုက်ကဂျွန်ရဲ့ပြပြတလဲဖြစ်နေတဲ့ပုံစံကိုမြင်ပြီးဆီယာမကိုယူထားဖို့ပါဆုံးဖြတ်လိုက်ပါတယ်ဆီယာမကတော့အထဲမှာတော်တော်လေးဒေါသထွက်နေခဲ့တာပါပဲဒီလိုနဲ့ဆီယာမကအပြင်ကိုထွက်လာဖို့ကြိုးစားတဲ့အခါမှာတော့မိုက်တယောက်တွေ့သွားပါတော့တယ်ဒါနဲ့ပဲမိုက်ဟာသူစားမေးပွဲကြတာဆီယာမကြောင့်ဆိုတာချက်ချင်းသိသွားတာကြောင့်မိုက်ရဲ့မျက်နှာအမူအရာကပြောင်းလဲသွားပါတော့တယ်